ကျွန်တော်တို့ခန္ဓာကိုယ်ဟာစက်ယုံတီယုံလိုပါပဲအကျဉ်းစရာနဲ့အလုပ်လုပ်ပါတယ်တဲ့မနက်စာဟာဘယင်တပါးလို့စားရမယ့်အစားလူတော်များများကအလုပ်ရှုပ်လို့မနက်စာကိုကြော်သွားတတ်ကြပါတယ်အကျိုးဆက်မနက်စာမစားဟတဲ့ဦးနောက်ကတရားတတ်မရလို့အလုပ်လုပ်နိုင်စွမ်းကြဆင်းတယ်လို့နေ့လယ်စာကိုအလွန်အကျွမ်းစားမိစီးချိုဖြစ်နိုင်ခြေပိုများစေပါတယ်အကြံပြုချက်မနက်စာကိုဘယင်လို့စားနေ့လယ်စာကိုတတိလို့စားညစာကိုတော့တူဖုံးစားလို့အနည်းဆုံးစားပါဆိုတဲ့စကားပုံကဈေးပညာရအယံမှန်ပါတယ်နှစ်ထိုင်ချင်းဟာဒုတိယမြောက်ဆေးလိပ်တောက်ချင်းပဲဒါကတော့ဒီဘက်ခေတ်ရုံးဝင်ထန်တွေအတွက်အထူးသတိပေးခြင်းကပါအန်တရဲ့တနည်းကို6နာရီထက်ပိုပြီးဆက်တိုက်ထိုင်နေရင်နှလုံးရောဂါဖြစ်နိုင်ခြေဟာဆေးလိပ်တောက်သူတွေနှီးပါမြင့်တက်လာပါတယ်အကြံပြုချက်45မိနစ်ထိုင်ပြီးတိုင်း9မိနစ်လောက်မတ်တက်ရတာဒါမှမဟုတ်လမ်းလျှောက်တာမျိုးလုပ်ပေးပါဒါဟာခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုကိုပြန်နှိုးပေးတာပါ3ဆေးစစ်ခြင်း medical check up ကိုမကြောက်ပါနဲ့မြန်မာလူမျိုးအတော်များများကစစ်ကြည့်ရင်ယောဂတွေ့မှာကြောက်လို့ဆိုပြီးဆေးမစစ်ကြပါဘူးအမှန်တရားယောဂဆိုတာစောစောတည်ရင်ငွေကုန်ကြေးကြတတ်တာလို့ဖျောက်ခင်းမှုအခွင့်အလမ်း69%ဆုံးကျော်ပါတယ်ယောဂရင်းမှတည်ရတာကမှတကယ်ကြောက်စရာကောင်းတာပါအကြံပြုချက်အသက်35နှစ်ကျော်ရင်တစ်နှစ်တစ်ခါပုံမှန်သွေးစစ်တာစီးစစ်တာလုပ်သင့်ပါတယ် Prevention is better than cure ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းပါသည်